ကျွန်တော်မှာတော့အမေရိကန်နိုင်ငံဆိုအခုမှရောက်ဘူးလားလေတနေ့တကူ passport ဆိုအခုမှမြင်ဘူးလားဆိုတော့ဒီလဲရောက်တော့ကျွန်တော်ကငွေချင်းတွေကိုပြောရတယ်ကျွန်တော်ထောင်ထဲမှာတော့၎င်း SBC ကြော်ရေးစခန်းမှာတော့၎င်းအဲ့ဒါတော့နှိမ့်ဆက်မခံရဘူးအမေရိကန်ရောက်မှနှိမ့်ဆက်ခံလိုက်ရတာကျွန်တော်ဝါရှင်တန်မှာ9 ရက်နေပါတယ်ဘယ်နေရာမှာဘာရှိမှန်းကျွန်တော်တကယ်မသိကြပါဘူးည7 နာရီထိုးမှအိပ်ရပါတယ်တခါတလေ4 နာရီမှအိပ်ရတယ်မနေ့ကျတော့9 နာရီကိုအရောက်ယထာစီပြီးတော့အဲ့ဒီမြို့လေကောင်ကိုကြွားပါတယ်အဲ့ပြီးတဲ့နောက်မှာတော့အဲ့ဒီ State Department တို့ Congress တို့ Senate တို့ကလူတွေရဲ့ဝိုင်းမေးတဲ့တန်းကိုအလဲကောင်မှခံရပါတယ် SB မှာ2 ယောက်လောက်မေးတာဒီမှာရောက်20လောက်ဝိုင်းမေးပါတယ်ဘာဖြေရမှမသိလောက်အောင်လဲအကြက်တဲတွေတွေ့ရပါတယ်နယူးယောက်လဲရောက်လာရောလွတ်ပြီးမှတ်တာစုပ်ခွားနဲ့တန်းတိုးတော့တာပါကျွန်တော်ဒီဂျုံနဲ့ဆွဲသွင်းတာချမ်းရတာဗျာကျွန်တော်ရောက်တာနဲ့တပြိုင်တည်းတင်မောမပေါ်ပါယထာ sorry ယထာဘောကလည်းစင်းတာနဲ့ကုလသမဂ္ဂဘောတန်းတက်ရတယ်ဗျာအဲ့ဒီမှာလဲMr. နန်ပြားရဲ့အဖွဲ့တွေနဲ့ကျွန်တော်ထောပတ်တုတ်ခံရတယ်ဝိုင်းမေးလိုက်ကြတာသူတို့ကရှိလာဟိုမှပြီးသွားမှာဟုတ်ဒါပေမဲ့ဝန်တာပါတယ်ဘာမှအရေးကိုအဲ့ဒါတော့စိတ်ဝင်စားနေကြတဲ့လူတွေအများကြီးရှိတယ်ဆိုတာကျွန်တော်ဂုဏ်နဲ့ယူပြီးပါတယ်နောက်တစ်ခုကတော့မနေ့ကဆိုတဲ့ကျွန်တော်တို့တော်တော်အကျိုးရှိပါတယ်လူခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ကိုကျွန်တော်တနေ့ကုန်နေရပါတယ်ဗျအခုလည်းနယူးယောက်မှာဘယ်နာပါရှိမှကျွန်တော်မသိပါဘူးညစုပ်ပွားအေကို7 နာရီထိုးမှပြန်ရောက်ပါတယ်ဘာမှလည်းမစားဘူးပြောရမှာသမင်းကိုမကြွေးဘူးရှင်နေတယ်ကျွန်တော်ဒီရောက်မှတော်တော်ပေါင်နေကြကိုပုံရတယ်အစားတော့လည်းမစားဘူးစကားကြီးပဲပြောနေရတယ်ကျွန်တော်တော့စဉ်းစားရင်တော်တော်မှားနေပြီတဲ့ကျွန်တော်ဒီပြန်ရင်အစိုးရကို passport ပြန်အပ်ပါတော့အဲ့တော့နှိမ့်ဆက်ခံရမယ်သူတော့ဘယ်မှမသွားချင်တော့ဘူးဗျတကယ်ပြောမယ်ဆိုရင်တော့ဒါမဲ့ဒါကျွန်တော်ရည်စရာဖြစ်နေတာရှောက်ပြောနေတာပါတကယ်ကတော့ကျိုးရှိပါတယ်ကျွန်တော်တို့မှမဟုတ်ပါဘူးကျွန်တော်တို့တော့ဘာကျိုးမှလည်းရှိမှလည်းမဟုတ်ဘူးလို့ဆိုပေမဲ့ကျိုးရှိပါတယ်အတွေ့အကြုံကျွန်တော်ရပါတယ်ဘာနဲ့မှလဲလို့မရတဲ့အတွေ့အကြုံပါအတွေ့အကြုံတော့အမေရိကန်လိုနိုင်ငံမျိုးမှာကျွန်တော်ဗမာစကားကြားရတာတော်တော်ဝန်တာတယ်လီစိတ်စရောက်တဲ့ကဝါရှင်တန်မှာနေပြန်မိုးကစင်းကလေးကဗမာစကားပြောတဲ့စာကြားတယ်ကျွန်တော်ယူရီးယားရောက်တော့လည်းမကြားစင်ကာပူရောက်တော့လည်းမကြားဒီစိတ်ကဝန်ထမ်းကဗမာလူမျိုးဖြစ်ဟာဂုံယူတာငါတို့ဗမာတွေနေရာအနှံ့ရှိပြီဆိုပြီးတော့ကျွန်တော်ဝန်တာမိတယ်စိတ်ထဲသို့တော့တစ်ဖက်ကပြန်စဉ်းစားကြည့်တော့ဘာလာလုပ်ကြအဲ့လိုလေကျွန်တော်ပြန်စဉ်းစားမိတယ်အဲ့ဒီပြန်စဉ်းစားမိလာတဲ့အချက်တစ်ချက်နဲ့ကျွန်တော်တကယ်ကြီးတွေခုနကပြောတဲ့အခါမှာသူတို့ရဲ့စိတ်တွေသဘောထားတွေကိုလည်းအားလုံးလေ့လာပြီးပါလိမ့်မယ်88မျိုးဆက်ကျောင်းသားတွေဆိုတာမင်းကိုနိုင်လို့ဆိုတာထောင်ထဲမှာအခုကျောင်းသားလို့ကျွန်တော်သုံးပါတယ်ဘာလို့ကျွန်တော်ကျောင်းသားလို့သုံးတာလဲဆိုတော့တချို့ကပြောတယ်အသက်ပဲ90နီးနေပြီဒါကျောင်းသားလားဟုတ်ကဲ့သူတို့ကျောင်းမပြီးသွားရှာတဲ့အတွက်ကျောင်းသားပါကျောင်းမပြီးသွားရှာပါဘူးကျောင်းမပြီးခင်မှာထောင်ထဲထည့်လိုက်တဲ့အတွက်ကျောင်းမပြီးသေးတဲ့အတွက်ကျောင်းသားပါပဲနှစ်ပေါင်း20လောက်ထောင်ထဲမှာသူတို့နေခဲ့ရတယ်ကျွန်တော်17နှစ်နေခဲ့ရတယ်ကျွန်တော်တို့တွေအဲ့ဒီထောင်ထဲမှာဘယ်သူမှတော့ပြင်းလို့သွားနေမှာမဟုတ်ဘူးဗျာအဲ့ဒါသိကြတယ်ကျွန်တော်ထောင်ကထွက်လာတော့တနေ့တော့တယောက်ကမေးတယ်ဟာတဲ့ထောင်ထဲမှာစားရတော့ရအစီအပြေလားဘယ်လိုနေလဲတဲ့သိချင်သွားနေကြည့်လို့ထောင်ကစားတော့ဆိုင်မှာဘုရားဘာစင်ပြေတဲ့ခုကန်းလည်းမဟုတ်ဘူးဘာစင်ပြေကြလဲဘုံကြီးเจ้าလည်းမဟုတ်ဘာစင်ပြေကြလဲသို့တော့ကျွန်တော်တို့တငယ်ချင်းတွေရောကျွန်တော်တို့မှာရောဒါကျွန်တော်အများရှိမှာအမေရိကန်လိုနိုင်ငံနယူးယောက်လိုမြို့တော်ကြီးမှာကျွန်တော်တရားဝင်ပြောတာပါကျွန်တော်တို့ဒဏ်ရာတပြားပြားနဲ့အရသာခံမဲ့လူတွေမဟုတ်ပါဘူးငါတို့ဘယ်တော့မှတော့လူခံခဲ့ရတယ်ကွာကိုခံခဲ့ရတာများဂုဏ်ယူစရာလားဗျစဉ်းစားနေကြည့်ကြပါကျွန်တော်တို့ဒဏ်ရာတပြားပြားနဲ့ကျွန်တော်တို့အရသာမခံတတ်ပါဘူးနောက်တစ်ချက်ကတော့ထောင်တွင်းလက်မှတ်မရောက်စားပါဘူးကျွန်တော်တို့နိုင်ငံနဲ့အမွှမ်းအားလုံးကပိတ်ပြီးပါအဲ့ဒါလေးပိတ်ပြီးပါညလုံးကြီးတဲ့တီထိုးလို့ဟုတ်အဲ့ကျွန်တော်တို့ဒီဥစ္စာယူအရသာခံနေရမယ်
ရာလည်းမဟုတ်ဘူးဗျဟိုအခုချိန်ကအရေးကြီးတာကျွန်တော်တို့တိုင်းပြည်ဘာလုပ်မလဲဆိုတဲ့အချိန်ရောက်နေတာပါတကယ်ကြတော့နယူးယောက်လိုနေရာမှာရောက်နေတဲ့လူတွေဝါရှင်တန် DC မေရီလန်းစသဖြင့်ရှိနေကြတယ်ကျွန်တော်တို့ငွေချင်းတွေကအဲ့ဒီဒီမှာဘာဖြစ်နေလဲသူတို့သိချင်နေကြတယ်တကယ်အဖြစ်မှန်တွေကိုရတာရှိတယ်လို့လွတ်ကြံဖန်တီးထားတဲ့အဒီတွေကိုလည်းရတာရှိနေကြပါပဲဒါတော့ကျွန်တော်အပြစ်မတင်ပါဘူးဘယ်နေရာမှာမဆိုတာရှိနေမှာပဲကျွန်တော်တို့လက်ခံတယ်ဒါမျိုးကလည်းရှိနေကြမှာပဲသို့တော့ကျွန်တော်တို့တိုင်းပြည်ကြီးမှာပြုပြင်သွားတယ်ပြောင်းလဲသွားတယ်လို့ဆိုတာဟာဘယ်သူကြောင့်မှမဟုတ်ပါဘူးပြည်သူကြောင့်ကျွန်တော်ပြည်သူအားလွယ်ပါအောင်မှမရှုပ်ပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကပြောင်းသွားပြီပြောင်းလဲနေပြီလို့ကျွန်တော် State Department ရောက်တော့လေ Derek Mitchell ကပြောလို့ပြောတဲ့အချိန်မှာပြောပြတယ်မပြောင်းဘူးတော့ပြောင်းခါစားလေးရှိပါသေးတယ်ပြောင်းတာမဟုတ်ပါဘူးဗျအဲ့တော့တချို့ကအမျိုးမျိုးထင်ကြတဲ့အပေါ်မှာရှိတယ်ဒီတော့အဲ့ဒီအနေအထားပေါ်မှာကျွန်တော်တို့ကရှေ့ဆက်ပြီးပြောင်းလဲဖို့ကျွန်တော်တို့မှာပါတာဝန်ရှိတယ်စိတ်ရှိအစိုးရကိုကြီးပဲလက်ညှိုးထိုးနေတဲ့အချိန်မှာကျွန်တော်မပေါ့ကျွန်တော်ဒီအစိုးရဖမ်းတာကို၄ခါခံခဲ့ရပါတယ်ကျွန်တော်အစိုးရဘုံမှာဘာမှညှိုးစရာမရှိဘူးအားကြောင့်လေသူလည်းသူ့လို့လုပ်တယ်ကျွန်တော်လည်းကျွန်တော်လုပ်တယ်ကျွန်တော်အစိုးရဆိုလည်းသူ့ဖမ်းချင်ဖမ်းပါပဲရှင်းတာဒါပေမဲ့ကျွန်တော်တိုင်းပြည်ကောင်းဖို့အတွက်ကျွန်တော်မှတာဝန်ရှိဆိုရမှာလည်းတာဝန်ရှိကျွန်တော်နဲ့ဒီဆိုရတဲ့တိုင်းပြည်အတွက်တိုင်းပြည်ကောင်းဖို့အတွက်ကျွန်တော်တို့လက်တွဲပြီးဘာမှမလုပ်စရာအကြောင်းရှိမလုပ်နိုင်စရာလည်းအကြောင်းရှိဒီနေရာမှာတချို့ကလည်းပြောကြတယ်ခုနကကျွန်တော်ပြောတဲ့အနာတွေကိုထုတ်ပြောကြတယ်အနာကိုအရသာခံတယ်နာတာဟုတ်ဗျကျွန်တော်လည်းနာခဲ့ပါအခုလည်းနာတယ်ပဲအခုချိန်ကြီးလည်းနာနေတော့မယ်ထောင်ထဲမှာ320ကျော်နိုင်ငံရေးကျင်းသားတွေကျန်နေတယ်ဘဝပြတ်သွားတဲ့လူတွေအများကြီးကြံနေတယ်။ထောင်ထဲရောက်ပြီးမျိုးလုံးဆုံးရှုံးသွားတဲ့လူတွေအများကြီးကြံနေတယ်။ကျွန်တော်ကိုယ်တိုင်ပဲတီလူမျိုးပါနေပါဖြစ်တယ်။ကျွန်တော်တူတူပြောမယ်။2009ခုနှစ်ရဲ့နွေရာသီအလွန်ပူတဲ့အချိန်ထောင်ထဲမှာကျွန်တော်နေရတဲ့ခန်းလေးကအင်မတန်ကျင်းပါတယ်ရှစ်ပေပတ်လည်လောက်ပဲရှိတယ်။လေဝင်လေတွေလုံးဝမရှိပါဘူး။အဲ့ဒီခန်းလေးထဲမှာအင်မတန်ပူတဲ့အချိန်မှာအခန်းလေးလောင်းနေရတယ်ကျွန်တော်တကူလုံးချွေးရေချိုးသူတို့ထွက်တယ်အဲ့အချိန်မှာထူးဆန်းစွာပဲသွေးတိုးလိုက်တာပေါ်သွေး130အောက်သွေး140အံပြီးတော့ကြမ်းမြင့်ကိုလဲကျသွားပြီပဲကျွန်တော်စေးကူဖို့ဘယ်သူမှလာမခေါ်နိုင်ဘူးဘာကြောင့်လဲထောင်တကားဆိုတာဖွင့်နေဖွင့်လို့မရဘူးဗျအဲ့ဒီထောင်တကားကိုဖွင့်ဖို့ထောင်ရဲ့ဟိုးအထက်ကထောင်လုံးကိုကြည့်နေတဲ့မိတ်ကတ်ပေါ့ဟိုးအဆောက်အဲ့ဒီကိုအကြောင်းကြားရတယ်အဲ့ဒီလူကတစ်စင်ထောင်ရဲ့မိန်ကြီးပေါ့ထောင်တစ်ခုလုံးကိုအုပ်ချုပ်ထားတဲ့ရုံးကိုလှမ်းကြောင်းကြားအဲ့ဒီကတစ်စင်ထောင်ပိုင်းကိုအကြောင်းကြားရတယ်ထောင်ပိုင်းအိမ်မှာတစ်ထောင်လုံးရဲ့တော့ကိုချိတ်ထားအဲ့ဒီတော့မလာမချင်းကျွန်တော်ဘလို့ဖြစ်စီကမှုတကယ်လို့များတာအဲ့ဒီထောင်ပိုင်းကကောက်သွားရိုက်နေကျွန်တော်သေဖို့ရှိတယ်စဉ်းစားတတ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီထဲမှာအဲ့လိုပြက်ပြက်လေးပြီးတော့အာနေပြီးတော့တွားလိုက်တယ်ဒီမဲ့ကုသကံကောင်းသလားဆိုးသလားတော့မသိဘူးဆရာဝန်ရောက်မလားကျွန်တော်ည8နာရီလောက်ထဲကထောင်းလေကောင်လမ်းကြီးမှာကျွန်တော်ဒီတိုင်းပြစ်တာမြေကြီးပေါ်မှာတေလည်းတေသွားပါဗျအဲ့နားမှာမနေ့9နာရီထိုးမှဆရာဝန်ရောက်ပါတယ်စဉ်းစားကြည့်ပါည8နာရီမနေ့9နာရီတေချင်းတေလို့ရသွားပြီကုသကံပဲကောင်းလားမသိဘူးသူ့မှာလည်းသူခန္ဓာကိုယ်ကပြန်ကုသွားတာကျွန်တော်ပြန်ထောင်းလို့အဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ကျွန်တော်မသိပဲဒီနေရာမှာရှိနေသေးငါဘာလုပ်အောင်ကျွန်တော်အဲ့ဒီခါလေးကိုအခုပြန်ပြောပြနေတာဒဏ်ရာတွေကိုရတာခံတာမဟုတ်ပါဘူးကျွန်တော်ဒီလိုကြုံခဲ့ရပါတယ်ဒါပေမဲ့ဒီအချိန်မှာဒါတွေပြောပြီးတော့အနာတွေကိုဤဘက်ထပ်ကတလဲလဲပြောပြီးကျွန်တော်တို့ကမကြည်နိုင်မချမ်းနိုင်ဆက်ဖြစ်နေကြရအောင်ပါလားကျွန်တော်တို့မေ့လို့ရဒါပေမဲ့ဘယ်လိုလုပ်ပြီးတော့မေ့နိုင်မှာလဲကိုယ်ကခံရတယ်လူဒါပေမဲ့လက်စားမကြည့်ပါဘူးအညိုတိမထားပါဘူးကျွန်တော်တို့အရေးကြီးနေတာကျွန်တော်တို့တိုင်းပြည်ကရှေ့သွားရှေ့လို့ရဒီအချိန်မှာအဲ့ဒီစကားတွေပြောနေဘယ်လိုလုပ်ပြီးတော့တယောက်နဲ့တယောက်နဲ့ကြည်လေတော့မှလူနဲ့ကျွန်တော်နဲ့ဘယ်လိုလက်ဆွဲလို့ဆက်လို့ရတော့မှာတစားစားអော်ခဲ့ကြတာအမျိုးသားပြန်လေတင့်မြတ်ကြီးအမျိုးသားပြန်လေတင့်မြတ်ကြီးဟာအနာဖို့ထုတ်ကြီးမဟုတ်ပါဘူးဒါပေမဲ့ဒီဟာတွေဟာကျွန်တော်တို့ရဲ့သမိုင်းအစဉ်အဆက်မှာ
ဒီလူတွေဒီလိုလုပ်ပြီးဒီလိုကျူးလွန်ခဲ့တယ်ဆိုတဲ့အပြစ်တွေကိုတော့ကျွန်တော်တို့သိမ်းထားဖို့လိုတယ်ဒါမှနောက်ထပ်မဖြစ်ဘူးကျွန်တော်တို့ရဲ့မျိုးဆက်တွေနောက်လာမဲ့ဆွေစဉ်မျိုးဆက်ဒီလိုအဖြစ်မျိုးတွေဒုတိုင်းပြည်မှာတကယ်ဖြစ်ခဲ့တယ်ဆိုတာကိုတော့ကျွန်တော်တို့ကတေချာပေါ့မှတ်တမ်းတစ်ခုတိုင်းပြည်မှာရှိတယ်ဒီအတွက်ကြောင့်ကျွန်တော်အဲ့ဒီရုပ်ရှင်ပွဲတော်ကိုလုပ်ခဲ့တာပါကျွန်တော်စကားကြီးညားတော့ဘာကြောင့်လဲဆိုတော့ဒီရုပ်ရှင်ပွဲတော်ကနေ documentary ဆိုတော့မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာစိတ်ဝင်သွားစေခြင်းမြန်မာလူငယ်လေးတွေရဲ့စိတ်ထဲမှာစိတ်ဝင်သွားစေခြင်းတိုင်းပြည်တပြည်အတွက်အဲ့ဒီသမိုင်းမှတ်တမ်းဟာဘလောက်အရေးကြီးတယ်ဆိုတာသူတို့သိသွားစေခြင်းဒီမှာစုရသွားတဲ့လူတွေစတော်လုံးကကြည့်လိုက်တဲ့ကားမှာအဖြူအမဲပြထားတဲ့လူကစုမရပါဘူး reunion ဆိုတဲ့ကားကလည်းစုမရပါဘူးစုမရပေမဲ့အဲ့ဇာကားတွေကိုဖန်တီးတဲ့လူတွေကအသက်25နှစ်ပဲရှိပါသေးတယ်နောက်လာမယ့်9ကားမှာအငယ်ဆုံးဒါရိုက်တာက19နှစ်အကြီးဆုံးဒါရိုက်တာမှ40ပဲရှိပါတယ်အဲ့ဒီအရွယ်တွေအဲ့ဒီလူတွေမှတ်တမ်းဆိုတာကိုတန်ဖိုးထားတတ်လာရင်ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့အမိုင်းဘယ်တော့မှမပြောက်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဒီတော့ကြောင့်ဗမာပြည်ရဲ့ပထမအဦးဆုံးနဲ့အကြီးကျယ်ဆုံးရုပ်ရှင်ပွဲတော်ကြီးတစ်ခုကျွန်တော်လုပ်နိုင်သွားပြီလို့ကျွန်တော်ယုံကြည်တယ်နှစ်စဉ်လုပ်နိုင်မှုလေကျွန်တော်ကြိုးစားမယ်ထို့နည်းတူဒီနေရာကနေဒီလိုလူတွေပေါ်ထွက်လာရင်ကျွန်တော်တို့တိုင်းပြည်အတွက်အားထားရမယ်လို့လေကျွန်တော်ယုံကြည်တယ်တော့ကျွန်တော်မေရီလန်းရောက်သွားတဲ့အခါမှာအဲ့ဒီကလူတွေနဲ့စကားပြောတော့ကျွန်တော်စိတ်မကောင်းစရာလေကြုံရပါတယ်ဒါကတော့ဒီမှာရှိနေတဲ့လူတွေလည်းကျွန်တော်တို့ဗမာလူမျိုးချင်းပဲဗျာဟိုကြုံကြလေကုန်မယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူလေကောင်းမှထိုင်တာကျွန်တော်နာမှာ3အုပ်စုဝိုင်းထားတယ်တယောက်နဲ့တယောက်နဲ့စကားမပြောကြဘူးဗျကျွန်တော်ဘယ်သူ့ကိုပြောရမှာမသိဒီရှိရလူကျွန်တော်ပြောနေတဲ့အချိန်မှာဟိုဘက်ကလူကနားမထောင်ဘူးဗျဒီဘက်ဒီလိုလှည့်လိုက်ဟိုဘက်ကလူကနားမထောင်တော့ဘူးဗျကျွန်တော်တို့တိုင်းပြည်ထဲမှာပြန်လဲသိမြတ်ကြီးလုပ်နေတဲ့အချိန်မှာတိုင်းပြည်ပြင်ပမှာပြန်လဲမသိမြတ်ကြီးဖြစ်နေတာရင်းနေမကောင်းလိုက်တာ reunion ဆိုတဲ့စကားကိုကျွန်တော်ပြရခြင်းရဲ့ရည်ရွယ်ရင်းကြောင့်ပြန်အဲ့ဒါခက်တီတာကကျွန်တော်စိတ်ထဲမှာမြင်တဲ့အတိုင်းကျွန်တော်ဘယ်တော့ခါမစုမလိမ့်တတ်ပါဘူးပုံမလေးလေးပြောတတ်ပါတယ်ခက်တာကတန်ယုံရှိမှာစန္ဒပြခဲ့တာငါတို့ပေါ့ကောင်ကြီးကချောင်းသမားတယ်ဟုတ်တယ်အခုကျမှဘာလာလုပ်နေလဲသူတို့ကဟာသူတို့လည်းလာပိုင်ခွင့်ရှိတာပေါ့ဟုတ်ဘူးလားကျွန်တော်မေးကြည့်တယ်အဲ့တော့ဟာအရေးအကြောင်းဆိုတိုင်းပြည်ထဲမှာလူတယ်ဆိုလို့ရှိရင်လှူခဲ့တာကျုပ်တို့ဗျဒီကောင်လေးကလှူတာမဟုတ်ဘူးတပြားမှဟုတ်ဗျာအဲ့ကျွန်တော်နားမတယ်ကျွန်တော်ဖြစ်စေချင်တဲ့တဘာဝပါယူယူလေးပဲလှူခြင်းနဲ့လူရှိရင်လှူပါလိမ့်မယ်မလှူခြင်းလည်းမလှူဘဲနေခွင့်